1 and 2 and အပေါ်အတိုင်းဆွဲချထားပြီးမယ် note စဘောအရာအပေါ်အတိုင်းဆွဲချထားပြီးမယ်1 and 2 and ပါပဲ022ဆိုတာကတော့6ကျိုးမှာ0 5ကျိုးမှာ2နောက်ပြီးတော့4ကျိုးမှာ2ပေါ့အဲ့ဒါကြောင့်ဒီမှာဒီ2ကိုလက်ညှိုးချောင်းနဲ့တီးမယ်အဲ့တော့ဒီမှာလက်ကဒီ022လေးသွားမယ်4ကျိုးနဲ့ပြီးရင်လက်ကမဖိဘူးနောက်ပြီးတော့ဒီနောက်ထပ်00ကျမှ and 2 and ကျမှလက်နောက်ဖိမယ် PM လေးပေါ့နော်တန်းမြုပ်ကလေးမှာ1 and 2 and 1 and 2 and တော့ down နေပဲတီးရရနော်နောက်တစ်ခါဒီ5ကျိုးမှာ1 4ကျိုးမှာ3ပြီးတော့အဲ့2ကျိုးလုံးထွက်လိုက်တယ်အဲ့2ကျိုးလုံးတီးရတယ်5ကျိုးရဲ့4ကျိုး2ကျိုးလုံးတီးရတယ်ဒီ flag ကနေပြီးတော့ထွက်လိုက်တယ်ပြီးတော့ဒီအပေါ်မှာ3အောက်မှာ9ပေါ့နော်6ကျိုးနဲ့5ကျိုးနဲ့မှာ3 5ပြီးတော့အရှိသွားတယ်2 4ပေါ့အဲ့တော့ G နဲ့ F ရှက်နဲ့ဖြစ်သွားတယ်အဲ့တော့ဒီ G နဲ့ F ရှက်မှာလက်ဖနောက်ဖိသွားတယ်အဲ့တော့အဲ့လိုဖြစ်သွားတယ်ဒါဆိုရင်ဒီဟာလေးရပြီဆိုရင်နောက်တစ်ခါ1 and ဟိုဒါကဒီ B flat ကော့လေးကိုကင်ထားတယ်5ကျိုးနဲ့4ကျိုးနဲ့မှာပေါ့နော်ကင်ထားတယ်ဒါပေမဲ့ဒီအပေါ်က0 6ကျိုးကိုစတီးတယ်ဒေါင်းနေပဲဒါပေမဲ့အဲ့0ကိုလက်ဖနောက်နဲ့ဖိထားတယ် PM အောက်က B flat ကြတော့မဖိတော့1 and နောက်က1 and 2မှမတီးဘူး2ရဲ့ and ကြားမှာနောက်ကထပ်တီးတယ် and 1 and 2 and 1 andအတန်ပြောက်သွားမယ်2 and မှာစတီးတယ်2 and ကတီးလိုက်တဲ့ note လေးက3ထိပါသွားတယ်2 and 3 and 4 and အဲ့တော့2 and 3 and 4 and ပြောချင်တာကတော့အတန်လေးကဒီသူ့ရဲ့အတန် sustain လေးက2ထိဆွဲသွားတယ်အဲ့ဒါလေးကိုတပါးလို့တီးပြမယ်1 and 2 and 3 and 4 and အဲ့ဒီနှစ်ခုလုံးပေါင်းတီးမယ်အဲ့ဒါလေးကိုနှစ်ခေါက်တီးပါဆိုပြီးတော့သင်္ကေတလေးရာဒီပေါ့ percentage ပုံစံလေးကိုပြထားတယ်နှစ်ပါးလုံးစာကိုနှစ်ခေါက်ထပ်တီးပါလို့ပြောထားတယ်အဲ့ဒါပြီးတော့မှအဆက်20နဲ့ပြထားတဲ့ဟာကတော့သူ့ကိုနောက်ထပ်တစ်ခေါက်ပြန်တီးပါဆိုတော့အားလုံးပေါင်းက4ခေါက်လို့ဖြစ်သွားတာပေါ့နော်4ခေါက်လို့ဖြစ်သွားတယ်အဲ့ဒါလေးကလေးပြီးပြီဆိုလို့ရှိရင်ဒီ C ကော့ပေါ့ C ကနေပြီးတော့ B ကိုသွားမယ်အဲ့ဒီပေါ်တဲ့ခါမှာလက်မဖိတော့ပြီးတော့ကျန်တဲ့ခါကျတော့ဖိမယ်အဲ့ညာလေးနည်းနည်းစားမယ်ဘာဖြစ်လို့ဒီအပေါ်3ကိုပဲထည့်ပြောရမယ်3 4 ဒီမှာလက်ကိုမဖိပြလို့လိုက်တယ်ဘာဖြစ်လို့1 and 2 and 3 and 4 and ပြီးတော့နောက်ထပ်1မှာမတီးဘူး1 and 2 and 1 and 2 and ပေါင်းပြီးတီးပြမယ်1 and 2 and 3 and 4 and 1 and 2 and ပြီးရင်တော့ဒီဆက်လိုက်မယ်ဒီ4ကျိုးနဲ့5ကျိုးပေါ့5ကျိုး4ကျိုးနှစ်ခုလုံးတီးမယ်ဒါပေမဲ့လက်တန်းကတော့4ကျိုးမှထောက်ထားတယ်ပြီးတော့ပြန်ဖိတယ်ဒီပြီးတော့ဒီ B ကုတ်သွားတယ်ပြီးတော့ C B အဲ့တော့
ဒါဆိုရင်အရှင်တော့ကိုရီးယားကျတော့အဲ့နေရာလေးမှာလက်မဖိကြဘူးအဲ့ဒီကကျတော့ဆက်လိုက်ပြီးဆွဲပလိုက်ဒီလက်မဖိပဲနဲ့နှုတ်ထဲမှာတော့ဆက်လိုက်မဆွဲခိုင်းအဲ့လိုဆက်လိုက်လေးဆွဲပြီးတော့တီးလိုက်ရင်တော့ပုံမိုက်တယ်နော်အဲ့ဒါပြီးတော့နောက်ထပ်တစ်ပါးမှာဒီစောစောအရှိရဟာနဲ့တူတူပါပဲဒါပေမဲ့မတူတဲ့ချက်ကတော့နောက်ထပ်တစ်ပါးမှာမတူတော့ဘူး1မှာမတီးပဲနဲ့1 andမှာ1 and 2 and 1 and 2 and ဒါလေးပါပဲလွယ်ပါတယ်ဒါ2 4ဆို B ပေါ့နော်0နီးပဲပြီးတော့3 andဒါလေးပါပဲ0 3 2ဒါလေးပဲအဲ့ဒါတော့ရပြီးသားဖြစ်မှာပါဆိုတော့အဲ့ဒါလေးရပြီဆိုလို့ရှိရင်သူကဒီအပေါ်ဟာလေးကိုပြန်ကောက်ထားတယ်အပေါ်ဟာတိုင်းပဲဟုတ်အဲ့ဒီမတူတဲ့ချက်လေးရတော့ဒီမှာ E ကိုတစ်ချက်တီးတယ်ပြီးတော့ဒီ6ကျိုးရဲ့3ဘက်ကိုတီးပြီးတော့ချက်ချစ်ခက်ကလေးပြထားတယ်5ကျိုးမှာသူကထဲ့မတီးတဲ့ကျိုးလေးပေါ့လှဲလိုက်လို့ရှိရင်မမြည်တော့ဘူးဒီ note လေးကိုတတ်လိုက်တာ deck note လေးပေါ့အဲဒါ mute ဖြစ်သွားတယ် mute note လေးပေါ့နော်ပြီးတော့အောက်က4ကျိုးနဲ့3ကျိုးကိုလွှတ်သွားတယ်ဒါလေးပေါ့အဲ့တော့1 2 3 4 1 2 3 4အဲ့ဒါလေးကို4ပါးမြောက်မှာတီးရတွေ့ရတယ်ဟုတ်ပြီနောက်တစ်ခါကျတော့အဲ့တိုင်းပဲပြန်တီးပြီးနောက်ဆုံးလေးတစ်ခုပဲသွားမတူတော့နောက်ဆုံးလေးတစ်ခုကျတော့ jam ED ရဲ့ jam တော့1 2မှာ rest လုပ်တယ်1 2 3 and jam ဒါလေးပေါ့နော်အဲ့ဒါလေးကိုတီးပြမယ်